ဒီအပိုင်းမှာတော့ကျွန်တော်တို့ဖို့တစ်ခေတ်ရဲ့ရွာကိုဖြတ်ပြီးတော့အထဲမှာပေါ့နော်ဒါစီတီဒေတာတဲ့နေရာပြောပေါ့နော်စီတီတိုင်းဝင်ပေါ့အဲ့ဒီဝင်ပြီးဆိုတော့ကျွန်တော်တို့ဒီအထဲမှာမုံဆိုင်အေးဆိုင်နိုင်ရှိပေါ့နော်အဲ့ဒီမုံဆိုင်လေးမှာကျွန်တော်အရင်ဝင်ထိုင်ပြီးတော့မိုးလေးပိုင်းဝင်ဆိုင်အေးပိုင်းဝင်တောက်တယ်ပေါ့နော်အထဲမှာအမိုးတယောက်ရောင်းတာရှိတယ်လာပြီးသွားမှကျွန်တော်ဒီဘက်ကိုပြန်ထွက်လာတယ်ပေါ့နော်ဒါကတော့တို့ဟိုတလောကလာပြီးနေတော့ဖျားပွဲလှုပ်ထားတဲ့ကွင်းပါတယ်ပေါ့နော်ဟိုဖြူလေးရပါမှာရုပ်မရှိတော့လေကိုပြောဟိုချွတ်ဖြူလေး ဟုတ်ထဲမှာလေ yes ဟုတ်ဟယ်လိုအားလုံးမင်္ဂလာပါကျွန်တော်အခုကတော့ဒါဖို့တစ်ခေတ်ရွာရောက်နေတယ်ပေါ့နော်ဖို့တစ်ခေတ်ရွာဘယ်လိုလားလဲဆိုတော့ကျွန်တော်စာရမီတတာအစင်ပေါ့နော်တက်ကလေးလန်းနေကျွန်တော်တက်လာပြီးအာရှလက်မကြီးရောက်မယ်အာရှလက်မကြီးကနေနည်းနည်းလေးမောင်းပြီးတော့ဒီကိုရောက်ပါတယ်မော်လည်းဒီစာရမီတတာနေဆိုတော့တနာကြီးကျော်တော့ပဲမောင်းရတယ်ပေါ့နော်ကဲကျွန်တော်အခုဖို့တစ်ခေတ်ရွာမှာလက်ဆက်ဆုပ်ကြည့်လိုက်အောင်အရင်တော့ရောက်ပါတယ်ဒါပေမဲ့ဒီတစ်ခါဘာတက်ကြည့်ရသူထပ်ထားပါတယ်လက်ဆက်ဆုပ်ကြည့်လို့ကွင်းပြောင်းသွားပြီမနော်ဟိုကနေဒီဘက်နဲ့ဒီမှာလည်းရှိသေးတယ်ဒီမှာလည်းရှိသေးတယ်ဒါကတော့ကျွန်တော်ဖို့တစ်ခေတ်ရွာပေါ့ညနေအဆောင်ရှိမှာဟုတ်တယ်ရှိရောနော်ရှိရဒီကစီဒီလေးကတော့ခုလိုပဲပေါ့နော်နည်းနည်းတူတူကြပုံစံလေးတွေခေါက်လောင်းလာတာခေါက်လောင်းပတ်စွတ်တာအဲ့ဒီဟိုပြမတော်လေးအေဂျင့်နဲ့ရွာပါတခြားဘာညာတော့ကျွန်တော်မပြောဘူးเนาะတေချာလို့ဆိုတော့အရင်အေဂျင့်နဲ့ရနော်ဒီရွာကကျွန်တော်တို့တက်လုံးနေမြေလောတက်လို့ပေါ့နော်ဘဝမှာတွေ့ရခွေးကြောင့်တက်လို့သားဘောကြခွေးကြောင့်တက်လို့သားတက်တက်လို့နေမြေဘာပဲပြောတော့သူကနေလို့တော့အေဂျင့်လေးဖြစ်တယ်တက်လို့လည်းနေမြေဖြစ်ဒါနည်းနည်းဟိုဟာဖြစ်သွားပြီနော်ပထမဆက်စားရောက်ရင်ဟိုဘက်ချန်ကလာတော့ပါလေဟိုဘက်ချန်ကလာတော့ပါစိတ်ဟာပြောလိုက်ကြည့်အဖိုးတခေဒီမှာတို့ဖျားပွဲပေါ့နော်လှုပ်တဲ့နေရာကွင်းနေဒီထဲမှာဒီဘက်ရှိတယ်နောက်ဘက်ဒါလည်းလူတိုင်းဝင်လို့မရအောင်ဒီမှာကြအဓိကဝတ်ဖြူစင်ကြယ်ဝတ်ထားလူတွေခေါ်မလားတို့ခေါ်ပါသူတော်စင်ကိုခေါ်တယ်ဟုတ်လေတို့မဟုတ်ချီလာရှိတဲ့သူဆိုတော့ပထမတစ်ခါအမိုးပေါ့အဲ့ဒီလူတွေကငါးပါးဒီလာတာအဲ့လိုမျိုးနေရတာဟိုမှာအယုတ်ကဟိုဘယ်ရောက်လာလဲအောက်မှာတွေ့ပြေးမောင်းနေတော့ပေါ့ဟိုဒီကအယုတ်နေရောက်ဘာမအခုတလောကဖျားဝဲလုပ်ပြီးပြီတဲ့မမီလိုက်ဖျားဝဲလာပြီးနေတော့လောက်ခါလာပြီးတော့တရက်နေရတော့ပြောဒါကတော့ကျွန်တော်ဒီတစ်ပတ်ပေါ့နော်ကျွန်တော်ပိတ်ရက်လေးမှာတွားခဲ့တဲ့ဟာလေးပေါ့ဖို့တစ်ခေတ်ဘက်ကိုနောက်ပတ်တွေမှာလည်းကျွန်တော်ပိတ်ရက်တွေမှာပေးရတွားအောင်လို့တည်အောင်ဆက်ပြီးတော့စောင့်ကြည့်ပေးပါဦးနော်သူကတော့မဆန္ဒပါ